auto 4 2 ကိုမှ engine power 3.0 နဲ့တကယ်ရှားပါနော်ရှားပါလို့ပြောမှာမိုင်ဆုံးခအားလုံးမြင်ပါပါဒီနေ့ V9 တစီးရောက်ပြီမယ်နော် V9 တက်လာလေးအရှိရုပ်က Fortuner ရုပ်နဲ့တော့စနစ်ဒီစင်လာနော် engine ကြည့်လိုက်ရှယ်ပဲ engine ကရှယ်ပဲသင်္ခန်းပြပေးမယ်အားရဝေးလည်းပြည့်တယ်နော်သင်္ခန်းလဲတာအမဲနဲ့ဒီကောင်ကနှစ်90ထူထုတ်လို့ပြောတာပဲ2012ကို Tesla ကအမဲအောင်ဖြစ်သွားပြီကီလိုက9000ရှိရနော်သင်္ခန်းအောက်ပိုင်းနဲ့တက်တယ်နော်V9 2012အတွင်းခန့်အမဲတော်ရှားရနော်မှာ50 anniversary နဲ့စိတ်နဲ့ပါရတဲ့အပြည့်ပဲဒီအဒီFortuner 2014အတွင်းအောက်ပိုင်းနဲ့ရှင်းတယ်နော်အားလုံးရှင်းတယ်ကန်ကူကားတက်နော်ဒီကောင်ထိုင်းတလက်ကြိုင်နော်ဒီမှာပြီးမတုံးရသေးဘူးမြန်မာငွေသိန်း900ကျော်နဲ့ရောက်မယ်နော်ကိုတောက်ကားတော့လိုင်စင်မဟုတ်ကားရှိုးကားကြည့်ရပါမယ်အားလုံးကျေးဇူးပါ